ဝမရှိပဲစေနီအတိသမင်းမွေစီရတဲ့ဟင်းလေးတစ်မျိုးဖြစ်တဲ့ကြောင့်လကူမြတ်ဆန်နီလေးနဲ့လာပြောင်းဝေမှာပေါ့နော်အကျချင်းတူတဲ့ချင်းချင်းနဲ့တော့လိုက်ချက်ဆန်ကြည့်ကြရအောင်နော်အရင်ဆုံးဒါတွေကကျမတို့ခင်ထားရမယ့်ပစ္စည်းလေးတွေပါနော်ချင်းချင်းတို့ပစ္စည်းကြတာအာယူရှင်းပါတယ်နော်ပြီးရင်ဒါကြတော့ကျွန်တော်သုံးထားတဲ့ဝက်ဥလေးပါနော်ဈေးလေးကအားတော်ပါတယ်နော်ချင်းရတမဲ့ချက်ပြီးတော့သမင်းတာအမိုင်းစီပါတယ်နော်ပြီးကျွန်တော်တို့ချင်းခပပါလေးခီးရပြပါမယ်ပြီးတော့ကျက်သွန်နီခပပါလေးလီရာပြပါမယ်ဒီနေ့တိုင်းပဲချက်စင်ကြီးစီချင်ပါတယ်နော်ချင်းရတော့အနက်လေးလုံးဝမရှိဘူးပေါ့နော်ပြီးတော့ခြိုက်ရတာလေတအားယူရှင်းပြီးတော့သမင်းလေးတအားမွေးတာပေါ့နော်ပြီးရင်ရှမ်းတဲ့ပဲလီရာပြပါမယ်โอเคပြီးကျွန်တော်တို့ဝက်ပူတယ်လားဆေးမှာပေါ့နော်ဒီနေရာမှာပဲကျွန်တော်တို့နည်းနည်းလေးအချိန်သုံးရတာပေါ့နော်ရှက်လကရေထည့်ပေးပါမယ်ပြီးကျွန်တော်တို့နည်းနည်းလေးပုတ်ပေးမှာပေါ့နော်ပြီးကျွန်တော်တို့ဝက်ဥတွေလားလမ်းမှာပေါ့နော်ချင်းကြီးတို့တကယ်လို့တအားရှည်တော့မယ်ဆိုရင်တော့ကျွန်တော်တို့နှစ်ပိုင်းပြည့်သုံးပိုင်းပြည့်ပိုင်းလိုက်မှာပေါ့နော်လှန်လို့လွယ်ရအောင်ပေါ့နော်ကျွန်တော်တို့အကောင်လုံးလှန်လိုက်မှာပေါ့နော်ပုတ်ခဲကျွန်တော်တို့လှန်လိုက်ပြီးဒီလိုမျိုးအမဲဆက်တဲ့အညီကျေးတွေရှိနေမယ်ဆိုရင်တော့ကျွန်တော်တို့အကောင်လုံးဖယ်ထုတ်ပေးမှာပေါ့နော်ချင်းတို့တေချာပို့ထားပေးမှာပေါ့နော်ပြီးကျွန်တော်တို့ရေတဆေးထားပေးပါမယ်โอเคဒါကြတော့ရေတစ်ခေါက်ဆေးလိုက်ပေါ့နော်ချင်းတို့တမဲမပြီးတဲ့ဘူးပေါ့နော်ပြီးကျွန်တော်တို့ကောမှုတ်ထည့်ပေးပါမယ်ပြီးစားထည့်ပေးပါမယ်ပြီးရေလေးနဲ့ငယ်ထည့်ပေးပြီးတော့ကျွန်တော်တို့ခဏနာလေးနေထားပေးပါမယ်နော်ခေပြီးရေပြောင်းနေအောင်ကျွန်တော်တို့တော့ပြန်ဆေးထားပေးပါမယ်โอเคဝက်ဦးလေးတက်ရှင်ပလိုပြီးတော့ပြီးဆိုရင်ကျွန်တော်တို့လာလီထားပေးမှာပေါ့နော်ဒါကြတော့ချင်းကြီးတို့စကြနေတဲ့ရောလီထားလို့ရပါတယ်နော်โอเคပြီးကျွန်တော်တို့ထောင်းထားတဲ့ချင်းထည့်ပေးပါမယ်ပြီးတော့စက်တမောက်ထည့်ပေးပါမယ်စားထည့်ပေးပါမယ်ပြီးတော့ချုံမလေးနဲ့ငယ်ထည့်ပေးပါမယ်ပြီးပိငပြရေနောက်ထည့်ပေးပါမယ်ကြာညိုတို့လည်းခေါ်ကြပါတယ်နော်ချင်းကြီးတို့ပြီးမဆလာလေးထည့်ပေးပြီးတော့အားလုံးနဲ့နေအောင်ကျွန်တော်တို့နေထားပေးပါမယ်ကဲပြီးနန်းပွေးထည့်ပေးပါမယ်ပြီးတော့အားလုံးတမန်နဲ့ကျွန်တော်တို့တငယ်ထမွေပေးပြီးတော့အရင်နှက်ထားပေးပါမယ်ငယ်တီးတယ်လားခါမှာပေါ့နော်ငယ်တီချောက်ထည့်ပေးပါမယ်အဆက်ကြတော့ကိုစားနိုင်တယ်လားပေါ့နော်ချင်းနေချင်းတို့โอเคငယ်တီလေးကြည့်ပြီးဆိုရင်ကြက်သွန်ဖြူထည့်ပေးပါမယ်ပြန်ထောင်းပေးပါမယ်ကြက်သွန်နေကြတော့ကျွန်တော်တို့မထည့်ထောင်းတော့ဘူးပေါ့နော်ချင်းနေချင်းတို့โอเคငယ်တီနဲ့လေးရပြီဆိုရင်ကျွန်တော်တို့လာစားချက်တော့ပါမယ်နော်ဒီထည့်ပေးပါမယ်စီကြတော့အများကြီးထည့်စရာမလိုဘူးပေါ့နော်ချင်းတို့ဝက်ဦးကနေထွက်လာတဲ့စီရှိတည်တယ်ပေါ့နော်ပြီးရင်စီပူလာဒီဆိုရင်နည်းနည်းမောလေးထည့်ပေးပြီးတော့ကျွန်တော်တို့ခပ်ပါလေးလေးထားတဲ့ကြက်သွန်နေတွေထည့်ပေးပါမယ်ကြက်သွန်နေတွေနည်းနည်းနော်တဲ့ထိကျွန်တော်တို့စီရင်တက်ပေးပါမယ်နော်โอเคကြက်သွန်နေတယ်လည်းနော်လာပြီဆိုရင်ကျွန်တော်တို့ထောင်းတိုင်းငယ်ရင်းနေကြတော့ဖြစ်နေထည့်ပေးပါမယ်ပြရရအောင်တယ်မဘာနဲ့ငယ်ထည့်ထားပေးမှာပေါ့နော်ချင်းတို့ဟင်းရံပို့လိုက်ရပါနော်ပြီးရင်ငယ်တည်တဲ့နတ်ပွေးသွားတဲ့ထိကျွန်တော်တို့စီတက်ပေးပါမယ်ငယ်တည်တယ်လည်းနတ်မွေးလာပြီဆိုရင်ကျွန်တော်တို့နှက်ထားတဲ့ဝက်ဥတွေထည့်ပေးမှာပေါ့နော်ပြီးအားလုံးသမားတော့ကျွန်တော်တို့စီတက်ပေးပါမယ်အနာကြတော့ဒါလည်းမွေးနေပေါ့နော်ချင်းကြီးတို့ဒီနေ့လိုက်ချင်းကြီးတို့ချက်မစေတော့အနက်လုံးဝမရှိစေတဲ့ channel လေးဖြစ်စေရမှာနော်โอเคကျွန်တော်တို့စီတက်လို့အားလုံးနဲ့နေပြီဆိုရင်ရေထည့်ပေးပါမယ်ပြီးဝက်ဥတွေနူးသွားတဲ့အထိကျွန်တော်တို့ချက်ထားပေးပါမယ်နော်โอเคခုလိုမျိုးနဲ့လည်းမွေးလာပြီးတဲ့အားလည်းစုပွက်လာပြီပေါ့နော်ရှင်တို့ကျွန်တော်တို့နိုင်ငံမွေးပေးပါမယ်တကယ်လို့ဝက်ဥတွေမနူးဘူးဆိုရင်တော့ကျွန်တော်တို့ရေထပ်ဖိတ်ပြီးတော့ပြန်တင်ထားမှာပေါ့နော်ဝက်ဥတွေနူးသွားတဲ့ကျွန်တော်တို့ချက်ပေးရမှာပေါ့နော်ပြီးရေ60ပြန်လဲတဲ့ထိချက်ထားရမှာပေါ့နော်โอเคပြီးကျွန်တော်တို့ရတာမြည်ကြည့်ပြပါမယ်ပြီးတော့ဝက်ဥလေးကျွန်တော်တို့မြည်ကြည့်မှာပေါ့နော်နူးမနူးပေါ့နော်ချင်းတို့အရတာကြတော့နည်းနည်းပေါ့နေတယ်လို့စားလေးနဲ့ခက်တုံးခါတာပေါ့နော်ပြီးရေ60ပြန်လာတဲ့ထိကျွန်တော်တို့ပြန်တည်ထားပေးမှာပေါ့နော်โอเคခုလိုမျိုးရေလေး6လာပြီးစီလေးပြန်လာပြီးဆိုတော့ကျွန်တော်တို့မကြီးရေလေးနည်းငယ်သုံးပေးပါမယ်နော်စားတဲ့ခါကျရင်မအေးရအောင်ပေါ့နော်ဒါမဲ့မကြီးရေတောင်းလည်းကချင်ရတာထွက်တဲ့ထိသုံးတယ်မဟုတ်ပါဘူးနော်ချင်းချင်းတို့အေးရတာထိုင်းပေါ်တော့ပဲနော်ပြီးတော့ကျွန်တော်တို့ရှမ်းနံပြင်လေးအုပ်ပြပါမယ်ဒါဆိုရင်စားလို့ရပါဟိုက်ပြချင်းရအနမမွေးလေးဝတ်ဦးစီပြန်လောမအီးစေတဲ့လွိုက်ကူ channel လေးတစ်မျိုးပေါ့နော်တကယ်လို့ချင်းရမြင်ပြီးတော့တည်ယူမယ်ဆိုရင်ဒီနေ့တိုင်း like ချက်စမ်းကြည့်ကြရအောင်ပေါ့နော်သမင်းတအားမင်းစီပါတယ်နော်ချင်းတို့တကယ်လို့အားလုံးလည်းစင်တဲ့ဖေးပြီးဆိုရင်ကျွန်တော်စိုက်ကြစင်ပြတယ်လို့အင်ထားလို့ရပါကြချင်း